တခါတော့ကဘဲလေးတစ်ကောင်နဲ့အရန်တူတဲ့နံပါတ်2ကလေးရှိတတ်တယ်နံပါတ်2ကလေးဟာကြာပန်းလေးတွေပွင့်နေတဲ့ချီလင်တဲ့ရေကန်လေးနားမှာသူဟာရက်နေပါနံပါတ်2ကလေးကရေကန်ထဲကိုဖြည်းဖြည်းချင်းဆင်းသွားပြီးရေကူးနေတယ်သူကရေကူးရတာကိုအရန်ဝါသနာပါတာပေါ့ရေကူးနေရင်တငယ်ချင်းတွေကိုသူတွေ့သွားတယ်ရေကန်ထဲမှာဘဲလေး2ကောင်ကြားရွက်ပေါ်မှာဖားကလေး2ကောင်ကြည့်ပါဦးဘဲကလေးတွေကလည်း2ကောင်ဖားကလေးတွေကလည်း2ကောင်မှလားသူပျော်သွားတာပေါ့ရေကန်ဘေးမှာနံပါတ်1ကလေးကရက်ပြီးစောင့်နေတယ်နံပါတ်2ကရေကန်ထဲကနေတက်လာပြီးနှုတ်ဆက်တယ်တကယ်ချင်းနံပါတ်1ကလည်းကန်းဆက်မှာစောင့်နေတာပဲသူတို့တွေရမ်းပျော်နေကြတယ်တင်းနဲ့နှစ်တို့လက်တွဲပြီးလမ်းလျှောက်ထွက်သွားကြတယ်ယခုဆိုရင်တငယ်ချင်းတွေအတူတူစွန့်စားကန်ထွက်ကြတော့မှာပေါ့နှစ်ခုစီအတွဲလိုက်ကလေးတွေရှိတာဟာတကယ်ကိုထူးခြားဆန်းပြတဲ့လှတရားတစ်ခုပါပဲတယောက်တည်းမဟုတ်ပဲနှစ်ယောက်အတူတူဆိုရင်ပိုပြီးပြောစရာကောင်းတာပေါ့ကဲနံပါတ်1နဲ့နံပါတ်2တို့ကတော့ပျော်ပျော်ရွှင်ရွှင်နဲ့ခရီးဆက်သွားကြပါပြီကဲနောက်ထပ်နံပါတ်3လေးကရောဘလို့ထူးခြားတဲ့စွန့်စားကန်တွေမြင်ကွင်းတွေနဲ့လာအောင်မလဲဆက်ဆောင်ကြည့်ပေးပါအောင်နော်